တက္ကသိုလ်ဝင်တဲ့စာမေးပွဲမှာ6ဘာသာဂုဏ်တူးထွက်တဲ့သူတွေကိုတန်မိုးကြီးတဲ့မြစ်တာလက်ဆောင်ပေးသွားမယ်အောင်စဘူးတက္ကသိုလ်ဝင်တဲ့စာမေးပွဲကလူငယ်တွေရဲ့ဘဝအတွက်အရေးကြီးတဲ့အချိုးအကွေးတစ်ခုပါဖိအားတွေများပြီးစိတ်ညစ်နေတဲ့အချိန်မှာမိဘတွေရဲ့အစုပူချိန်မှမှုတွေထက်အများကြီးပို့ပြီးတော့ထိရောက်တဲ့တွန်းအားတစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့အခုတလောမိန်းကလေးပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ဇမင်းသားအောင်စဘူးကကြီးတွဲစာမေးပွဲမှာဂုဏ်တူး6ဘာသာပါတဲ့သူတွေကိုသူ့ရဲ့ဇက်ပွဲတွေတသက်တာအခမဲ့ကြည့်ခွင့်ပေးမယ်လို့ဆိုပါတယ်။အောင်စဘူးပွဲဆိုရင်လက်မှတ်ဝယ်ဖို့တောင်အလူအယက်ဝယ်ရပေမဲ့ပညာရေးမှာအထူးကျွရင်တော့သူကနေတရွေအလက်ကားကြည့်ခွင့်ရမယ်လို့ဆိုပါတယ်။ဒီစကားလေးတစ်ခွန်းကြောင့်စူးစမ်းခြင်းစိတ်တွေဖြစ်လာကြပြီးတော့စာကြက်ရမှာပြင်းနေတဲ့ចောင်းသူလေးတွေကလည်းစာစူးစမ်းခြင်းနဲ့စိတ်တွေဖြစ်လာကြပါပြီ။တချို့တွေဆိုရင်အောင်စဘူးရဲ့ပွဲကြည့်ခြင်းလုံး grade 12တောင်မှပြန်ပြီးတော့ဖြည့်ခြင်းစိတ်ပေါက်သွားပြီလို့နောက်ပြောင်ကြတဲ့အထိသူ့ရဲ့အားပေးမှုကတကယ်ကိုထိရောက်သွားတာပါ။အောင်စဘူးကပရိသတ်တွေကိုတကယ်စူးစမ်းစေခြင်းပြီးတော့အသက်အန္တရာယ်ရလာတဲ့အခါမှာလည်းပညာရေးကလူသားတစ်ယောက်အတွက်ဘယ်လောက်ထိအရေးပါတယ်လဲဆိုတာကိုနားလည်သူပါဒါကြောင့်မလို့သူ့ရဲ့လွှမ်းမိုးနိုင်မှုကိုအကျိုးရှိရှိသုံးပြီးတော့လူငယ်တွေကိုစူးစမ်းစေခြင်းနဲ့သူပါအောင်စဘူးကပြဖြောပြရေးသက်မဟုတ်ပဲအားပေးနေတဲ့လူငယ်ပရိသတ်တွေရဲ့ပညာရေးအတွက်ပါစေတနာထားပြီးတော့တွန်းအားပေးနေသူပါGrade 12ဖြည့်ဆို့ကြမဲ့သူတွေအလုံးလဲအောင်စဘူးရဲ့စကားကိုခွန်အားယူပြီးတော့စူးစမ်းခြင်းစိတ်တွေဖြစ်နေကြပါပြီ။ဘာသာဆုံးဂုဏ်တူးတွေနဲ့တွေ့ရရင်အောင်စဘူးပွဲကိုအခမဲ့ကြည့်ခွင့်ပေးမယ်။အောင်စဘူးရဲ့စကားကစူးစမ်းခြင်းစိတ်တွေဖြစ်စေရဆိုတာမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။